ဒီနေ့ညနေပိုင်းကြက်ချံမှာကြက်ချီစပက်ခွန်အယောကြက်ချီဖွဲကြက်သေးသေးလေးတွေ15ရက်20သားဆိုရင်ဒီကြက်ချီဖွဲတွေထုတ်နေပါပြီအဲ့ဒါသွားကျုံတာပါမနေ့ကညရင်ဘာတွေလုပ်မယ်ဆိုတာပြောပြပေးပါမယ်ဗျမနေ့ကညနေကကြက်ချံကနေပြီးတော့သွားတိုက်လာတဲ့ကြက်ချီပါပြီးသားကြက်ချီဖွဲလို့လည်းခေါ်တယ်ကြက်ချီစပက်ခွန်လည်းခေါ်တယ်ရိုးစုံခေါ်ကြအော်ကျွန်တော်တို့ကစိုက်ခင်းနေမှာဒီຢာတွေကိုဓာတ်ရိုက်အသုံးပြုရင်ဆိုးရိုးတွေအများကြီးရှိပါကောင်းကျိုးကိုမရှိဘူးဆိုးရိုးကြီးပဲဒီຢာတွေဓာတ်ရိုက်အသုံးပြုရင်အပြင်ဒီမှာဆိုတာရင်ကောင်တွေပေါ့နော်ရင်ကောင်တွေရင်ကောင်လည်းလာမယ်ရင်ကောင်ကနေတစ်ဆင့်ပိုးကောင်တွေတွေ့မယ်ပိုးကောင်ကနေတစ်ဆင့်ကျွန်တော်တို့တစ်ပင်တွေကိုဒုက္ခပေးမယ်နောက်ဒီတိုင်းဓာတ်ရိုက်အသုံးပြုခြင်းအပြင်ကာလီဓာတ်မြင့်မားသွားပြီးတော့ pH မြင့်တက်သွားမယ်ဗျ pH မြင့်တက်သွားတယ်ဆိုတော့ပြောချင်တာကကျွန်တော်တို့အညာဒေသမှာ pH က8.5ကနေပြီးတော့6ကြားရှိတယ်မြေပြင်အနေထားဆိုတွင်းရေတွင်းတွေကထွက်တဲ့ pH တန်ဖိုးဆိုရင်6ကျော်တယ်အဲ့တော့ကျွန်တော်တို့ကဒါတွေဓာတ်ရိုက်သွားပြီးဓာတ်ရိုက်အသုံးပြုတဲ့အခါကျတော့ pH မြင့်တက်လာကျွန်တော်တို့ကဒီဟာကိုပြန်ဖြန်းပြီးမှသာလေကျွန်တော်တို့ကပြန်ဖြန်းပြီးမှအနေဆုံး3လလောက်ထားရတယ်အနေဆုံး3လလောက်ထားမယ် EN ကို4-5ချိန်လောက်ဖြန်းရမယ် EN 4-5ချိန်လောက်ဖြန်းပြီးမှဆွေးသွားပြီးတော့မှအသုံးပြုဒါကိုကျွန်တော်အကြံပေးလို့ပါအဲ့ဒါဓာတ်ရိုက်အသုံးပြုဖြစ်မှာဗျဒါကိုနားလည်မှုလွဲပြီးတော့တချို့ကဒီတိုင်းတစ်ချန်တွေကထွက်တဲ့ကြက်ကြီးဖွဲတွေကိုကြက်ကြီးစပက်ပေါ်တွေကိုဓာတ်ရိုက်အသုံးပြုနေတာအနေနဲ့ရမ်းများပါတယ်တစ်ပင်နဲ့ဘာကောင်းကျိုးမှမပေးပါဘူးကောင်းကျိုးမပေးတဲ့အချိန်မှာကျွန်တော်တို့စပက်ကိုရဲ့သဘောတဘာဝစပက်ကိုတို့ဖွဲတို့ကြက်ကြီးတို့နောက်ကြီးတို့သဘောကရေနဲ့ထိရတဲ့အပူဓာတ်ကတအားမြင့်တက်သွားပြီးအပင်အပူလောင်စေပါတယ်နောက်ပိုးမွားအန်ရည်တွေနောက်မြေဆောင်ယောဂါတွေကိုပေါ်တွေကဆွဲဆောင်နေပါမဆွေးသေးတာဖြစ်တဲ့အတွက်မြေဆောင်ယောဂါတွေကအလွယ်တကူဝင်ရောက်လာပါနောက်ကျွန်တော်တို့စပက်ကွန်မီးသွေးဆိုလည်းကျွန်တော်တို့ဒီဘက်ဒေသအညာဒေသမှာလွဲမနေတဲ့ယူဆတွေရှိရပြကျွန်တော်တို့အုပ်ဖို့ခွဲပြားတွေကိုဓာတ်ရိုက်အသုံးပြုတယ်ဓာတ်ရိုက်အသုံးပြုတဲ့ခါကျတော့ကျွန်တော်တို့ငကိုတွေကမြေကငံနေတာဖြစ်တဲ့အတွက်အုပ်ဖို့ခွဲပြားတွေကကလီအရမ်းမြင်တယ်ကြပြောချင်တာကမြေငံတဲ့ဘက်မှာပါတယ်မြေငံနေပါတယ်သူမှအုပ်ဖို့ခွဲပြားတွေတုံးတဲ့အတွက်ပို့ပြီးတော့ငံသွားပါတယ်ဗျအဲ့တော့အပြင်အတွက်ကောင်းကျိုးဘာတစ်ခုမှမရှိပါဘူးဒါမျိုးကိုကျွန်တော်တို့ကညခံပြီးတော့ညံတို့အပိုင်းတို့ချင်ပေါက်ရည်တို့ဒါဆိုရင်ကျွန်တော်ကဒီမှာအကြောင်းပြတော့ဒါဆိုငကိုဆွေးပြီးသားဆွေးပြီးသားဒါဆိုရင်ဆွေးပြီးသားနဲ့မဆွေးရသေးရနဲ့ရောပုံတဲ့အခါကျတော့မြန်ဆွေးတယ်နောက်ကျွန်တော်လုံနိုင်တဲ့အားပေါ့နော်ကျွန်တော်လုံနိုင်တဲ့အားကြတော့3ရက်တစ်ခါ5ရက်တစ်ခါလောက်ကိုအထက်အောက်လန်တယ်ညံနေအချိန်ပေါင်းများစွာဖြန်းပြီးတယ်ဗျဒါမှဆွေးသွားမှလည်းကျွန်တော် pH တန်ဖိုးလည်းကျသွားမယ်ဒီမှာပါဝင်တဲ့အာဟာရတန်ဖိုးတွေလည်းရုပ်ကုန်တတ်ဓာတ်ကုန်တတ်တွေပြည့်ကွဲသွားမှာဖြစ်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကြည့်ရှုပေးတယ်